အားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်က Joshua Ban နဲ့ပွဲထိုးရှိနေတဲ့ ranking 1 နေရာက UFC fighter Rival ကနေပြီးတော့ဒီပွဲမှာသူ့ကို Joshua Ban နဲ့ပွဲတည်ပေးလိုက်တဲ့အတွက် UFC ကိုကျေးဇူးတင်တဲ့အကြောင်းထုတ်ဖော်ပြောကြားသွားတာလေးအသိပေးချင်ပါတယ်ခင်ဗျာဘာကြောင့် Rival ကဒီလိုပြောလိုက်တယ်လဲဆိုတော့ Joshua Ban နဲ့သူ့ကိုပွဲတည်ပေးလိုက်တာကြောင့်ပဲဒီပွဲကိုပရိသတ်စိတ်ဝင်စားမှုရောမီဒီယာစိတ်ဝင်စားမှုရောအရန်ပဲမြင့်တက်သွားတာဖြစ်တယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်တကယ်က short notice နဲ့ UFC ကအစားထိုးတဲ့အချိန်မှာတခြား fighter တယောက်ဖြစ်လိမ့်မယ်လို့သူကထင်နေခဲ့တာပေါ့လေဒါပေမဲ့ UFC ကအဲ့လိုမဟုတ်ပဲ Joshua Ban ကိုရွေးချယ်လာခဲ့တယ်အဲ့လိုရွေးချယ်လာတဲ့အတွက်သူ့အတွက်အကျိုးမြတ်တွေအများကြီးရသွားခဲ့တယ်ဒါကြောင့် Joshua Ban ကိုလည်းကျေးဇူးတင်တယ် UFC ကိုလည်းကျေးဇူးတင်တယ်ဆိုပြီးတော့ဒါ Rival ကနေပြောသွားခဲ့တယ်ခင်ဗျအားလုံးလည်းသိကြတဲ့အတိုင်းပဲအစောပိုင်းမှာ Rival ကိုပွဲတည်ပေးထားတာက ranking စစ်နေရာမှာရှိတဲ့ Manekik နဲ့ပွဲတည်ပေးထားတာ Manekik ကလက်ကျင်စင်းရင်နဲ့ဒဏ်ရာရသွားတယ်ရှိတော့အယိုးမှာအဲ့တော့ Manekik နေရာကိုအစားထိုး fighter တယောက်ရှာရတယ်ရှာတဲ့အချိန်မှာ Joshua Ban ကနီးနီးကပ်ပဲပွဲထိုးထားတာ Joshua Ban မဖြစ်တော့ဘူးပြီးတော့တစ်ခါမှရှိတဲ့ Rival က ranking 1 to 10နဲ့ fighter နဲ့ပဲထိုးခဲ့ရလေ10နဲ့10အောက်က fighter တွေကိုသူကထိုးခဲ့ဘူးတဲ့လူမဟုတ်ဘူးဆိုတော့ Rival ကို Joshua Ban နဲ့ပွဲတည်ပေးဆိုတော့မဖြစ်နိုင်ဘူးပဲကျွန်တော်လည်းတွက်ဆထားတာပေါ့ဒါပေမဲ့ UFC ကတကယ်ကို surprise တိုက်ချလိုက်ပါတယ် Joshua Ban ကို short notice နဲ့ခေါ်ပြီးတော့ Rival နဲ့ပေးတွေ့လိုက်တယ်ပေါ့ဒီပွဲမှာအနိုင်ရတဲ့သူကတော့တေချာပါတယ် Championship ဘတ်စင်ကောပွဲကိုနောက်တစ်ပွဲမှာထိုးခွင့်ရဖို့တောင်းဆိုပိုင်ခွင့်ရှိသွားလိမ့်မယ်လို့ယူဆမိပါတယ်ခင်ဗျ Joshua Ban ကတော့ရှေ့ပွဲမှာသူ့အနေနဲ့အနာတရကြီးမှလည်းမရှိခဲ့ဘူးတက်လုံးပိုင်းဆိုင်ရာလည်းကြတာမျိုးမရှိခဲ့တဲ့အတွက်ဒီပွဲမှာ Rival နဲ့ထိုးခွင့်ရမယ်ဆိုတော့သူ့အနေနဲ့ခေါင်းညှိပြီးလက်ခံလိုက်တာဖြစ်တယ်ဆိုပြီးတော့ရှင်းပြထားပါတယ်ခင်ဗျပြီးတော့ Rival ကလည်းအခုပွဲမှာ Joshua Ban ကြောင့်ပရိသတ်တွေကဒိုးညော့ရဲ့ပွဲကိုစိတ်ဝင်စားအောင်မြင့်တက်သွားတဲ့အတွက်အမှားခံလို့မရတော့ဘူးလို့ထုတ်ဖော်ပြောကြားထားပါတယ်ဒီတော့ Rival ကနေပွဲကြိုကာလမှာဘယ်လိုစကားတွေပြောခဲ့သလဲ Joshua Ban ကိုဘယ်လိုမှတ်ချက်ပေးထားသလဲဆိုတာပရိသတ်တွေသိရှိရအောင်ဖောက်တယ်ချပြောကြားပေးကြပါရခင်ဗျအခုပွဲက Manekik နဲ့မဟုတ်တော့ပဲ Joshua Ban နဲ့ဖြစ်သွားတော့ကျွန်တော်ကျင်တတ်ပါတယ်ဘာကြောင့်လဲဆိုတော့ပရိသတ်စိတ်ဝင်စားမှုအရင်မြင့်တက်သွားလို့ပါပဲနောက်တစ်ချက်ကတော့ပြောရမယ်ဆိုရင်မီဒီယာတွေရဲ့စိတ်ဝင်စားမှုကလည်းအရင်ပွဲတွေထက်မြင့်တက်သွားတာကိုကျွန်တော်မြင်နေရတယ်ဒါအရင်ကောင်းပါတယ် Joshua Ban ဟာ fighter ကောင်းတစ်ယောက်ပါသူ့မှာဆုံးရှုံးစရာဘာမှမရှိဘူးအဲ့ဒါကိုကျွန်တော်သိထားရမယ်ကျွန်တော်တို့ရဲ့ပွဲကစိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါအမှန်တမ်းဖြစ်ရပြောရရင်ကျွန်တော်ရဲ့ဘဝမှာ ranking 10ရဲ့အောက်မှာရှိတဲ့ fighter တွေနဲ့မထိုးဘူးသေးဘူးဘယ်လိုပဲဖြစ်ဖြစ်အခု UFC ကပွဲတည်ပေးလိုက်ပြီဒီတော့ကျွန်တော်ထိုးရတော့မယ်ဒီပွဲပြီးရင်တော့ Championship ဘတ်စင်ကောပွဲကစားခွင့်ရဖို့ကျွန်တော်ဘက်ကမျှော်လင့်ထားပါတယ်ကျွန်တော်ကလည်းကစားရတာကိုအမြဲတမ်း active ဖြစ်နေတဲ့သူအမြဲတမ်းပဲပွဲလိုချင်နေတယ်ဒီတော့ ranking ဘယ်လောက်ပဲရှိတဲ့ကစားသမားဖြစ်ပါစေကျွန်တော်ကလက်ခံကစားရပါပဲအခုဒီချိန်မှာလဲ flying weight တန်းကိုဝိတ်ရှာရတာမခက်ခဲပါဘူးအားလုံးအဆင်ပြေဖြစ်ခဲ့ပါတယ် Joshua Ban ပုံစံကိုကျွန်တော်အရင်ကြီးပြန်လေ့လာစရာမလိုပါဘူး Fury FC မှာ Champion ပွဲတွေထိုးကြတဲ့ကသူ့ပွဲတွေကျွန်တော်ကြည့်ဖြစ်ခဲ့တယ်အလားအလာကောင်းတဲ့ကောင်းလေးတယောက်လို့အဲ့ကြတဲ့ကကျွန်တော်မှတ်ချက်ပေးထားခဲ့တာပါသူကစားတဲ့ boxing ပုံတွေကိုသတိထားရမယ်အဲ့ boxing တွေကပဲကျွန်တော်ဒုက္ခပေးမှာအဲ့ဒါတွေကိုတန်ပြန်နိုင်မယ်ဆိုရင်တော့ဒီပွဲကကျွန်တော်ပွဲဖြစ်သွားပါပြီဆိုပြီးတော့ Rival ကပြောသွားခဲ့ပါတယ်ခင်ဗျအဲ့တော့ Joshua Ban နဲ့ Rival တို့ကမြန်မာစံတော်ချိန်လာမယ့်ဇွန်လ29ရက်နေ့မနက်ကိုရောက်ရင်ပွဲထိုးရတော့ဖြစ်ပါတယ်ဘသူအောင်ပွဲခံပြီး Championship ဘတ်စင်ခေါ်ပွဲထိုးခွင့်ရဖို့နှိစက်သွားလိမ့်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်ခုလိုက်ကြအောင်လားခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ